ဟုတ်ပြီဒီနေ့မှတော့အပိုင်း9ပဲဖြစ်ပါတယ်ငါဘက်သားငါချက်ကိုစကားတက်အောင်တင်ပေးနေတာချက်ကိုစကားပြောတတ်အောင်လို့တင်ပေးလို့ရတယ်လို့နင့်ကပြောတယ်ဘာလို့တင်ပေးလို့မရမှာလဲဟိုတခါရောထိတ်ကလေးကြော်ရဲငှက်တောင်စကားပြောတတ်တယ်ကြော်အဲ့ဒါကြွတူရွေးလေသူကတင်ပေးရင်စကားပြောတတ်တဲ့ငါပဲမသိဘူးငါချက်တဲ့စကားပြောနေရမယ်ကြောက်ဒါထက်နင်တို့ခုပဲလေဘာကြည့်တဲ့ကြောင်သိတယ်မလားသူကနွားကြောင်သားရှာနေရဆိုလို့ငါတို့လုံးမလို့နွားကြောင်မလို့ဟုတ်လားငါလေးလိုက်မယ်ပြီးတော့ဘာကြည့်တဲ့ကြောင်ဆိုတာငါမေရဲ့ဦးလင်းရင်ဟာငါနဲ့အမျိုးတော်တယ်ငါပြောလိုက်ရင်နင်တို့ရမှာသိကြဤသို့ဖြစ်ကြပွေးတို့သုံးအဖွဲ့ဒီဖားကြီးကြံတောင်တန်ကြောင်တို့အိမ်တို့ချီတက်ခဲ့ကြသည်ဟုတ်ပြီဒါကတော့ပိုက်ရှိပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်